ကိုစောကြီးပြန်ရောက်တဲ့နေ့အိမ်ရှိဝန်တကားဝါတာတီတွေအိမ်ကိုဝင်ခတ်တဲ့ချောင်းလုံးငါတနေချင်းဟေးဒီကောင်ငါနောက်လိုက်အောင်မတဲတဲ့နေ့အိမ်ရှိချမ်းတဲ့မှာဘသူမှမရှိကော်ပီအေးသက်ခွဲငါတွေ့သည်လူလိုက်စကားများတဲ့မိမရဲ့တန်လေးချာလေရောက်သွားလေတွေ့ရလိုက်လို့ရှာအိမ်နောက်ဖေးပတ်မှရှိကြလားဒီလိုတွေ့မျိုးနဲ့အိမ်နဲ့လားအပေါ်ရခန်းနဲ့ငါမတ်မဲငါနာမှာခြေတန်းတူတူလေးငါတဲတဲကြဒီတန်နာချများငါလွယ်ရောသလားခြေပွားလေးရောက်ခဲ့ကံဝါတော်တော်ကိုရှင်းလေးနဲ့မျက်စိရှိမြင်ဝင်မှာမဟာမတ်တက်ကြီးနဲ့ဒီမနစ်ကြာလူသူလေးပါကြာကောင်းပါဘာမှပြောဖို့လည်းမလိုတော့ပါလူယုံဝင်တက်ခဲလို့မတည့်နဲ့သေးခဲ့ပြီငါနောက်ဆုံးပြောမယ်စမ်းနေပြီငါပြန်ထွက်သွားတော့သူတို့တန်းတွေဘာကိုမှရောက်ရတဲ့ပုံမလို့ဘူးဟေးငိုတဲ့နဲ့ရှင်ပြမယ်မိမတော့ဝစမ်းပါဘောရန်တဲ့ကိုတီကပွဲပြီးသွားဒီလိုတွေ့မျိုးနဲ့အိမ်နဲ့လာအပေါ်ရခန်းနဲ့ကမတ်မဲငါနာမှာရှိသံတူလို့လေးငါသေးသေးချာဒီတန်နာချများငါလွယ်ရောသလားချီပွားလေးရောက်ခဲ့ကဲဝါတော်တော်ကိုရှင်းလေးနဲ့မျက်စိရှိမြင်ခွေမှာမဟာမတ်တက်ကြီးနဲ့လေးမနေကြလူသူလေးပါကြောင်မကောင်းပါဘာမှပြောဖို့လည်းမလိုတော့ပါလူယုံဝင်တက်ခဲလို့မတည့်နဲ့တည်ခဲ့ပြီငါနောက်ဆုံးပြောမယ်သက်မီဖရီငါပြန်တော့သူတို့ကတွေဘာလို့မရောက်ရတဲ့ပုံမလို့ဘူးဟေးငိုရနဲ့ရှင်ပြမယ်မိမကဝစမ်းပါအော်ရလက်ကိုဒီကပွဲပြီးသွား